ပဲမင်္ဂလာပါရှင်ကျွန်မကတော့ချက်တဲ့ဖြစ်ပါတယ်ဒီနေ့ကျွန်မမျှဝေပေးခြင်းတဲ့အကြောင်းအရာပါလဲဆိုလို့ရှိရင်အမတ်တရားကနေမျှဝေပေးတဲ့ဥစ္စာလေးကျွန်မတွေးပြီးတော့မှကျွန်မလည်းပြန်ပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ပေါ့နော်ပါလဲဆိုလို့ရှိရင်အခုကျွန်မတို့USA မှာနေတဲ့သူတွေကကြတော့ice တွေပါရီမောင်ရီခဲရီပေါ့နော်သူတို့ကစစ်စီးတွေပါရီကျုံရင်ကျုံတယ်လို့မျိုးလုံတယ်ဆိုတဲ့ဥစ္စာအကုန်လုံးကကြားပြီးသားဖြစ်မှာပါအထောက်ထားလဲတွေကိုကိုယူသွားတာတခါတလေကျတော့ကိုပစ္စအိမ်မဲကြံတာပဲဖြစ်ပေါ့နော်အကြောင်းတစ်ခုခုကြောင့်အထောက်အထားလေးတွေကိုမဲ့ကြံခဲ့လို့ရှိရင်ကိုဖုန်းထဲမှာထည့်ပြီးသားဖြစ်အောင်ဖုန်းထဲမှာဘယ်လိုထည့်ရမလဲဆိုတဲ့ဥစ္စာတော့ကျွန်မမျှဝေပေးချင်တယ်ဒါပေမဲ့တခြားဥစ္စာတွေရလာတော့ကျွန်မမသိဘူးပေါ့နော်အခက်ဒါပေမဲ့ဒီ passport ကိုင်ဆောင်ဆိုတော့အကုန်လုံးတော့ရတယ်ဆိုပြီးတော့သူမျှဝေပေးတဲ့ဥစ္စာလို့ကျွန်မ step by step လေးနဲ့ကျွန်မလုပ်ပြပေးမှာဖြစ်ပါတယ် passport ကိုင်ဆောင်ဆိုအကုန်လုံးလဲဖုန်းထဲမှာလဲApple Pay ပုံစံမျိုးပေါ့နော်အခုကျွန်တော်ဖုန်းယူသွားလို့ရှင်ဖုန်းထဲကနေ scan လို့မျိုးပတ်စံပေးတယ်လို့မျိုး bank ကထည့်တယ်လို့မျိုးဒီဥစ္စာလေးလည်းထည့်လို့ရတယ်ဆိုတဲ့အကြောင်းအရာလည်းပဲဖြစ်ပါတယ်။ကဲအားလုံးပဲကြည့်ကြရအောင်နော်။ကဲဒီ passport လည်းပဲဖြစ်ပါတယ်နော်။ဒီ passport ရှိတဲ့သူတွေအတွက်ပဲစင်ပြေလိမ့်မယ်ထင်ပါတယ်။တခြားဥစ္စာတွေရလို့ရှင်ကျွန်မလည်းပြန်ပြီးတော့ပြန်မျှဝေပေးပါမယ်နော်။ကဲဒီမှာဒီလိုမျိုး passport ရှိလိမ့်မယ်အဓိကကျတော့ဒီအကြောင်းနှစ်ကြောင်းလည်းအဓိကသူတို့scan ရမှာဖြစ်ပါတယ်ဒါကိုဘယ်လိုတွားရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့iPhone တွေမှာဆိုလို့ရှိရင်ဒီနေရာလေးမှာ wallet ဆိုတဲ့ဥစ္စာလေးရှိလိမ့်မယ်အဲ့ဒီ wallet လေးကိုနှိပ်လိုက်ဒီမှာကျမတို့ကတ်တွေပါတွေထည့်ထားတာဆိုတော့လေဒီမှာရှိပြီးသားဒါပေမဲ့ကတ်မထည့်ထားတဲ့သူဆိုလို့ရှိရင်လည်းမပေါ်ဘူးပေါ့နော်ဒီမှာအပေါင်းလက္ခဏာလေးကိုကျမတို့နှိပ်ရပါမယ်နှိပ်ပြီးလို့ရှိရင်ဒီနေရာလေးမှာ driver license and ID ဆိုတဲ့ဥစ္စာလေးကိုကျမတို့နှိပ်ရပါမယ်နောက်ပြီးလို့ရှိရင်အပေါ်ဆုံးက digital ID ဆိုတဲ့ဥစ္စာလေးကိုကျမတို့နှိပ်ရပါမယ်ဒါပြီးလို့ရှိရင်continue ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီနေရာလေးမှာခုနကျမပြထားတဲ့အောက်ဆုံးကအကြောင်းနှစ်ကြောင်းလေးကိုပေါ်အောင်ကျမတို့ scan မှာဖြစ်ပါတယ်နော်ကဲအလင်းရောင်လေးတအားများနေကဲဒါဆိုလို့ရှိရင်ကျမရဲ့ဥစ္စာက okay နောက်ပြီးလို့ရှိရင်အနောက်ဆုံးကိုသူကပြထားပါလိမ့်မယ်အနောက်ဆုံးကိုဒီလိုမျိုးထားမယ်နောက်ပြီးလို့ရှိရင်ဒီလိုမျိုးလေးနဲ့ကျွန်တော်တို့ထားပေးမှာဖြစ်ပါတယ်ကဲ reading chip တဲ့ဒီမှာနော် reading chip တဲ့ do not move your for iPhone တဲ့ဒီတိုင်းပဲထားပေးရမယ်အစိမ်းရောင်လေးသွားနေပါတယ်ဒါပြီးလို့ရှိရင်လုံးဝရသွားပါပြီ your passport chip has been read ဒါပြီးလို့ရှိရင်ကျွန်တော်တို့ continue ပေါ့နော်ဒီနောက်ဆုံးရဲ့ဒီ passport ရဲ့နောက်ဆုံးရဲ့ဒီနေရာလေးကိုလုပ်ရမှာဖြစ်ပါတယ်ဒီမင်းကြောင်းတော့မပါဘူးပေါ့နော်ဒီနေရာလေးမှာသူတို့လုပ်ထားရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် verification request ပေါ့နော် alive photo ဆိုတဲ့ဥစ္စာကျမတို့မျက်နှာကိုရရမှာဖြစ်ပါတယ် request to US passport မှာပါကျမတို့မျက်နှာပါတဲ့ကိုင်ရှင်ကိုယ်တိုင်ရိုက်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပါကဲအခုဆိုလို့ရှိရင်ကျမရဲ့ဗီဒီယိုလေးကိုကျမစပြီးတော့တက်ပုံရိုက်တော့မယ်ပေါ့နော်အခုဆိုရင်ကျမရဲ့ဒီဗီဒီယိုလေးမှာကျမရဲ့မျက်နှာကိုပေါ်ရမှာဖြစ်ပါတယ်ဘောင်လေးခတ်ထားလိုက်မယ်ဒီမှာဘောင်လေးခတ်ထားပါတယ်ဒီလိုရှင်ကျမတက်ပုံရိုက်ပြီးပါပြီရှင်ဒါလေးကို continue ကိုကတက်ပုံအဆင်မပြေဘူးဆိုလို့ရှင် retake ဆိုတော့နောက်တစ်ခါတက်ပုံပြန်ရိုက်လို့ရတယ်ဒီမှာ continue လို့ကျမတို့စနှိပ်ပါမယ် start လို့ကျမစနှိပ်ပါမယ်ဒီ start နှိပ်ပြီးလို့ရှင်လေသူတို့တက်ပုံရိုက်ခိုင်းတဲ့ဥစ္စာနည်းနည်းလေးတော့ခက်တာပေါ့နော်ဖုန်းကိုမလှုပ်ပဲနဲ့ကိုမျက်နှာလေးကိုလေတီတီလေးနဲ့ရေခိုင်းလို့ရှင်ရေရပါမယ်နော်ရသွားပါပြီနော်ဒီဥစ္စာလေးနည်းနည်းတော့ခက်တယ်အခုကျတော့ the following information will be matched with your photo will confirm your identity ကျမရဲ့မျက်နှာလေးနဲ့ကျမဖုန်းကိုဖွင့်လိုက်တယ်ကဲဒါဆိုလို့ရှိရင် verification progress ဖြစ်နေရပေါ့နော်သူတို့စစ်စီနေရမှန်ပေါ့နော်you will receive notification from your wallet when there's an update ပြီးလို့ရှင်သူတို့ပြန်ပြီးတော့ဖွင့်ပေးမှာပဲဖြစ်ပါတယ် continue ပေါ့နော်ကဲဒါဆိုလို့ရှိရင် do not share တော့မလိုက်မိနဲ့နော် okay သူတို့ပြီးလို့ရှိရင်အကြောင်းပြန်လာလိုက်မယ်နော်ကဲအားလုံးစင်ပြေကြပါစေ